ကျွန်တော်မွေးနေ့လေးမှာကိုရီးယားဘူဖေးအဝါသွားစားဘူဖေးစားမယ်ဆိုလို့ရှိရင်တော့အခုပလင်းဖွင့်ပြနေတဲ့ဆရာကြီးကတော့ဒါဘူဖေးဘယင်ပေါ့နော်ဘူဖေးဆိုင်ကိုဘယ်နေရာကောင်းလဲဆိုပြီးတော့အမြဲတမ်းလိုက်ရှာနေတဲ့သူဆိုတော့ဒီဆိုင်လေးကတော့သူခေါ်လာလို့ကျွန်တော်လည်းရောက်ဖူးတာပေါ့နော်ဆိုင်လေးကတသက်ရလေးရှိတယ်ပြီးတော့ဒီမှာမြန်မာဝန်ထမ်းတွေလည်းတွေ့တယ်နောက်ပြီးဆိုင်လေးကအမျိုးအစားလည်းတော်တော်လေးစုံတယ်တော်ပူကီလည်းရတယ်ဒင်ဆန်ပေါစီကိုရီးယားအရန်ဟင်းလေးတွေပြီးရင်အကင်ဆိုလို့ရှိရင်လည်းတော်တော်လေးစုံနေအောင်ရတယ်ပေါ့နော်စီဖူရတယ်ကိုရီးယားကြော်ကြော်တွေလည်းရတယ်နောက်တစ်ခါကိုရီးယားဆလတ်တုပ်တွေနောက်ကိုရီးယားဟင်းမျိုးစုံတွေနောက်ကျွန်တော်အရန်ကြိုက်တာတော့ငါးဥကြောင်ကိုရီးယားငါးဥကြောင်တွေလည်းမျိုးစုံအောင်ရတယ်ဟင်းရဆိုလို့ရှိရင်လည်းကိုရီးယားကင်ချီဟင်းရနောက်ပြီးတော့ရင်းကြီးဟင်းရအမျိုးအစားတွေအများကြီးရတယ်အကင်ဆိုလို့ရှိရင်လည်းဝတ်သုံးသက်သားပဇွန်ကိုရီးယား sauce နဲ့လုပ်တဲ့အကင်တွေပေါ့နော်အဲ့ဒါကြီးလည်းအကုန်လုံးရတယ်နောက်ပြီးတော့နှမ်းရွက်ကတော့တစ်ခါတလေရတယ်တစ်ခါတလေတော့လည်းမတွေ့ဘူးဒီတစ်ခါတော့ကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော် sauce တွေဆိုလို့ရှိရင်လည်းအမျိုးအစားအများကြီးပဲကိုရီးယားနဲ့ဆိုင်နဲ့ဒီ sauce တွေရောထူးခြားတာတစ်ခုကကျွတ်သွန်ဖြူလေးနဲ့ငရုတ်သီးစိမ်းလေးပေါ့နော်အဲ့ဒါလေးကိုကိုက်ပြီးတော့ဆက်လက်လေးနဲ့ထုတ်စားတာအရန်ကိုမှအရသာရှိပါတယ်ပြောရင်းနဲ့အောင်စားချင်လားအမြဲတမ်းစားနေကြစတီးစလုံးတေးသေးလေးနဲ့ထမင်းလေးထမင်းကြော်တွေအဲ့ဒါကြီးလည်းရသေးတယ်ဗျနောက်အကင်ဆိုတော့တော်ဒီလိုမီးအောင်ပေါ့နော်အငွေးဆောက်ဆက်လေးနဲ့လည်းသူလှုပ်ပေးထားတယ်အကင်လေးဆိုလို့ရှိရင်လည်းအစုံရတယ်ပြီးလို့ရှိရင်အေးဆိုလည်းလုံးဝအစုံရတယ်ကျွန်တော်အရင်ကြိုက်တာတော့ဒီဆန်ရက်လေးကိုရီးယားကားတွေထဲမှာဆိုလို့ရှိရင်အကင်လေးစားပြီးတော့ဆန်ရက်လေးခွတ်ဆိုပြီးတောက်လိုက်တာပေါ့နော်အဲ့ဒါလေးသဘောကျလို့မှားလိုက်တယ်ဈေးနှုန်းလေးကတော့199 299 499ဆိုပြီးရှိမယ်မယုံရင်သွားစားကြည့်အရန်ကောင်းပါတယ်